စုံညီပွဲတော်နှင့်စုပေးဝဲအခမ်းအနားသို့တက်ရောက်လာကြပါသောအထူးအသရေတော်များကျောင်းဆရာကြီးများဆရာမများနှင့်ကျောင်းသားမိဘအပရိသတ်များအားလုံးမင်္ဂလာအပေါင်းနှင့်ခညောင်းကြပါစေကြောင်းဥစွာပဏမနှုတ်ခွန်းဆက်တာပါရရှင်ယခုအခါဒိုးချက်တီလုံးသေးချက်နဲ့အညီပူလက်အင်္ကာအစုံကိုမြူးမြူးကြွကြွတင်ဆက်ကပြရတဲ့ဝါရင်လူပညာရှင်ကြီးတွေမှသာဖျော်ဖြေတင်ဆက်ပြသနိုင်တဲ့ပခန်းအကကိုကျမတို့ထိရောက်ကိုပိုင်းထက်တန်းကျောင်းမှာအလေတန်းကျောင်းသူတွေများအကအဖွဲ့ဟာစူးစမ်းစွာတင်ဆက်မှာမို့ကြည့်ရှုခံစားအားပေးတော်မူကြပါအောင်လားရှင်